အဲ့တော့အကောင့်တွေပေါ်ပဲနီးတဲ့နော်အကောင့်တွေပေါ်တဲ့နီးကိုလည်းကျွန်တော်စဉ်းစားရမယ်အဆင့်တစ်ရှင်းလင်းတဲ့ရည်မှန်းချက်တွေတတ်မှတ်ပါတဲ့နော်အဲ့တော့ output based assessment ကိုကျွန်တော်အသုံးပြုမယ်ဆိုလို့ရှိရင်ရှင်းလင်းတဲ့ရည်မှန်းချက်တွေတတ်မှတ်ပါဥပမာဒီလအတွင်းမှာဖောက်တဲ့အသစ်10ဦးနဲ့စာချုပ်ချုပ်ဆိုရန်ဒီလအတွင်းဖောက်တဲ့10ဦးစာချုပ်ချုပ်ဆိုနိုင်ပြီးတော့သူအစဉ်ပြေသလိုယုံတက်အစဉ်ပြေသလိုယုံလာအိမ်ကနေပဲယုံအလုပ်ကိုလှုပ်အရေးကြီးတာကဒီလအတွင်းမှာဖောက်တဲ့အသစ်10ဦးနဲ့စာချုပ်ချုပ်ဆိုရမယ်ဒီလိုရှင်းလင်းတဲ့ရည်မှန်းချက်တတ်မှတ်ရမယ်နော်အဲ့တော့အဲ့ဒီရည်မှန်းချက်ကလည်း smart ကြရမယ်နော်အဲ့ဒီရည်မှန်းချက်ကလည်း smart ကြရမယ်နော်smart တွေဘာတွေကဒါလူတိုင်းဒါတွေ management သွားမဲ့သူတွေဆိုရင်ပိုနားလဲပါတယ်အဲ့တော့အစစ်နှစ်ရလက်ကိုတိုက်တာနိုင်မဲ့ကိရိယာတတ်မှတ်ပါတဲ့နော် define measurement tools တဲ့ KPI ပေါ့နော် key performance indicator တွေတတ်မှတ်ပါဒါတွေကလည်းသင်ခန်းစာတွေလူတိုင်းနားလဲတယ်အဲ့တော့ဘယ်ဌာနအတွက်ဘယ်အသင်းအတွက်ဘလောက်နှုံးရည်မှန်းချက်ဘလောက်နှုံးလောက်ကြမယ်စသဖြင့်ဘာဖြစ်လဲအဓိကရည်မှန်းချက်အဓိကတိုက်ရမယ့်ကိရိယာ KPI တွေတတ်မှတ်ခိုင်းတယ်နောက်တစ်ခါအဆင့်3ပုံမှန်ပြန်လဲသုံးသပ်ပါဟုတ်ပြီကျွန်တော်စောစောကအဆင့်1တွေ2တွေလုပ်ပြီးတဲ့ခါကျတော့ပထမတစ်ကြိမ်သို့မဟုတ်တစ်လတစ်ကြိမ်တစ်ပတ်တစ်ကြိမ်သို့မဟုတ်တစ်လတစ်ကြိမ်သူတို့ကိုဒီစနစ်မှာလုံနိုင်လဲမလုံနိုင်လဲဆိုဝန်ထမ်းတွေတွေ့ပြီးတော့ရလက်တွေကိုဆွေးနွေးပါတဲ့ပြောရလို့ရှိရင်အောင်မြင်နေဆိုရင်အောင်မြင်မှုအတွက်ကိုအတိမတ်ပြုပါအခက်အခဲရှိတာတွေကိုဖြေရှင်းပေးပါတဲ့ဟုတ်ပြီအဲ့တော့2026မှာလုပ်ငန်းရှင်တွေက output base ကိုအသုံးပြုခြင်းအဖြစ်နော်လုပ်ငန်းရှင်တွေအတွက်နောက်ဆုံးညီကုန်းချုပ်အနေနဲ့ဗာပြောချင်တာလဲဆိုတော့ဝန်ထမ်းတွေရုံးကိုမနက်9နာရီရောက်သလားဆိုတာထက်ဒီနေ့သူတို့ဘာကြိုးကျေးဇူးထွက်ပေါ်စေခဲ့လဲဆိုတဲ့မေးခွန်းကိုမေးတတ်ဖို့အရေးကြီးပါတယ်တဲ့အဲ့တော့ output based assessment ဆိုတာယုံကြည်မှုပေါ်အခြေခံတဲ့စီမံခန့်ခွဲမှုပုံစံဖြစ်ပြီးတော့2026မှာသင်လုပ်ငန်းကိုရလက်အရှိဆုံးဖြစ်အောင်ကူညီနိုင်မဲ့ကျိုးတစ်ချောင်းတည်းသောပညာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုပြောကြားရင်းနဲ့ကျွန်တော်ဂျင်းကျော်လင်မှဒီကုန်းချုပ်လိုက်ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ